မင်္ဂလာပါကျန်းကျမာအတာတိမ်မဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစေဇလန်လေးမစားတင်ခင်မှာရုပ်ရှင်ဇလန်ကောင်းတွေကိုခန်းစားတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့နဲ့ကျွန်တော်ရဲ့ recap လေးတွေကိုအမြဲကြည့်ကြရင်တော့ VPN လေးဖွင့်ကြည့်ပြီးကူညီပေးဖို့တောင်းဆိုပါရစေခင်ဗျာစင်ချေပုံရက်ကွက်တစ်ခုကနေကြည်ပြင်းလာတဲ့စိတ်ထားပြုစင်တဲ့လူငယ်လေးတယောက်ပါတစ်ချိန်မှာလူတွေအားလုံးကိုချုပ်ကန်ချဲလဲနိုင်တဲ့ guy star တယောက်ဖြစ်လာခဲ့တယ်တကယ်လို့လည်းမဆိုင်ပေးနိုင်ဘူးဆိုရင်ရွာကိုဆုံးခွာပြီးမြို့ကိုတက်ကာကိုအားကိုပြီးဝမ်းသာအတွက်ရှာဖွေရပါတော့တယ်။အခုလိုအဖြစ်ပြလက်သမားတွေရဲ့ဘဝကိုကြိုးကန်ချဲလဲနေကြပေမဲ့ဘယ်သူမှမယုံထွက်နိုင်ကြပါဘူး။သူတို့ဘဝတစ်လျှောက်လုံးလဲဆိုင်ယုံမှလွယ်ပြီးဘာမှငင်းဆန်ပြောဆိုပိုင်ခွင့်လုပ်ပိုင်ခွင့်မရခဲ့ကြဘူး။အဲ့ဒီလက်သမားတွေတဲကမှနဘန်းသမားတယောက်အကြောင်းနဲ့သူတို့မိသားစုရဲ့ရာဦးရဲ့မိကရာဦးနင်ကနှုတ်သီးကောင်းရှာပါပဲ။နင်အင်အားတွေကိုကောင်းတဲ့နေရာမှာပဲသုံးစမ်းပါ။အဲ့ဒါဆိုငါတို့စားဝတ်နေရေးအဆင်ပြေတာပေါ့။နင့်အဖေကိုပြောအောင်နင်ကဘာလုပ်လို့လဲတနေ့သူကိုစော်ကားမယ်အလကားစားတော့မယ်ဆိုပြီးပြောလိုက်တာကြောင့်ရာဦးလည်းစားလက်စားထမင်းကိုစံမစားပဲအပြင်ထွက်လာခဲ့ပါတော့တယ်အဲနောက်မှာတော့ရာဦးတယောက်သူ့တငယ်ချင်းဖြစ်သူကိုပြောပြနေခဲ့ပါသည်ငါလှုပ်တတ်တာဆိုလို့လဲလုံပဲရှိတယ်ရှစ်တန်းရောက်မှာပဲကြောင်းထွက်လိုက်ရတယ်ဟုတ်ပါတယ်ရာဦးကဆီယာမရဲ့သမီးကိုရိုက်ပြီးလို့ကြောင်းထုတ်ခံခဲ့ရတာပါလမ်းပေါ်မှာစကားပြောရင်းလမ်းလျှောက်နေတော့ပါရာဦးရှင်တွေကတော့ရာဦးကိုနှင်ထုတ်နေခဲ့ပါသည်ဒါကြောင့်ရာဦးလည်းစိတ်တူသွားပြီးကျုပ်ကလယ်သမားတယောက်ရဲ့သားပြီးတော့အမေကိုတိုင်တယ်ပြီးချိန်ဆိုရဲတနေ့ခမဒီလယ်ထဲမှာနွားနှစ်ကောင်နဲ့ပင်ပန်းလှုပ်ရှားရအောင်လုပ်ပြမယ်လို့ပြောပြပြီးရှင်းတရဲ့အိမ်ထဲကနေပြန်ထွက်လာခဲ့ပါသည်ခဏကြာမှတော့သူတို့ကားလည်းဆက်ထွက်သွားခဲ့ပြီးကားနောက်ကနေသူ့ရဲ့အချစ်ဆုံးတကယ်ချင်းကပြေးလိုက်ကသူနဲ့အတူတူလိုက်နေဖို့ဆုံးဖြတ်ချက်ချပြီးလိုက်လာခဲ့ပါသည်တစ်ဖက်မှာလည်းရာဦးမင်းကဘလို့ဖမ်းမလဲလို့ပြောပြီးဆာရာကိုတစ်ချက်ကြည့်လိုက်ပါသည်ဆာရာလည်းသူ့ပကုံးပေါ်တင်ထားတဲ့လက်ကိုဆွဲလည်ပြီးသူနဲ့သူ့တပည့်အကုန်လုံးကိုကောင်းကောင်းကြီးဆုံးမပေးပါတော့တယ်ဆာရာရဲ့ကိုယ်ခံပညာကမသေးတာမလို့လူတွေဘလောက်များသူ့တယောက်တည်းကိုတော့မနိုင်ကြပါဘူး။နောက်ဆုံးမှာတော့သူကားမှပါလာတဲ့ကပတ်ကိုထုတ်ကာမရင်းကောင်ကိုကုတ်ကဆွဲပြီးလူပုံတွေမှာအရှက်ရအောင်လုပ်ခဲ့ပါသည်။ဝိုင်းကြီးနေကြတဲ့သူတွေအားလုံးကလည်းမရင်းကောင်ကိုဖမ်းမိပြီဖြစ်တာကြောင့်မျက်မြင်သက်သေဖြစ်လက်ခံပြောဆိုပေးဖို့မကြောက်မရွံ့ပဲကူညီပေးဖို့ကြိုးစားပါတော့တယ်။ဈေးရက်ကိုပြောင်းလာတဲ့ရာဦးလေးဒါကြောင့်ရာဦးလည်းသူချစ်နေတဲ့သူ့ကိုအထင်ကြီးအောင်လုပ်ပြဖို့သူဆုံးဖြတ်ထားပါတော့တယ်။ဒါကြောင့်ရာဦးတယောက်လက်ဖေးဆိုင်နာကိုတွားပြီးလက်ဖေးရည်မှာခဲ့ပါသည်။မန္တာကရှင်းလိုပုံစံမျိုးကလူတိုင်းတောက်တဲ့တိယူပြီးလက်ဖက်ရည်ပဲတောက်တင်နေဒါကဒီကအလုံသမားတွေအားလုံးတောက်ကြတာအထူးရှယ်အနေနဲ့သာ3ယူဘီတန်လက်ဖက်ရည်ကိုတောက်နိုင်ကြတာလို့ပြောတာကြောင့်ရာဦးလည်းချက်ချင်းဆိုသလို3ရူပီကိုခုံမော်တင်ပေးလိုက်ပါသည်မန္တာလည်းဘူးလေးထဲမှာထည့်ထားတဲ့လက်ဖက်ရည်ကိုငှက်ပြီးရာဦးကိုပေးလိုက်ပါတော့တယ်လှုပ်ဆောင်ချက်အားလုံးကအရန်လွယ်နေတာကြောင့်ရာဦးကဒီလက်ဖက်ရည်ဟာအထူးရှယ်ပါလို့ဘယ်လိုပြောနိုင်မှာလဲမင်းရင်မိပြရင်ငါယုံမဲဆိုပြီးပြောလိုက်တာကြောင့်မန္တာလည်းအနေငယ်လေးတန်းမှာသွားပြီးရှင်းဆိုတဲ့တက်ရောင်ကားကြီးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ဟော်ရီယောက်ျားလောကကြီးထဲမှာမိမသားတယောက်တည်းလက်ပိတ်ဆိုင်လောက်ဖွင့်နေတာဘယ်သူမှကျမကိုလက်ပြားနဲ့မတူရဲကြဘူးဒီတော့ရှင်ဘလို့ထင်လဲရှင်ရဲ့ဟာတာလေးတစ်ပုံနဲ့ကျမကိုအထင်ကြီးအောင်လာလုံးနိုင်မယ်ပေါ့လေလက်ဖိတ်တောက်ရင်တော့မတောက်ရင်သွားတော့ဆိုပြီးခက်ချစ်ကြီးပြန်ပြောခဲ့ပါသည်ရာဦးကလည်းတနေ့နေ့မင်းဒီငတုံးကောင်ကိုမင်းကိုယ်တိုင်မီးပေးပြီးတော့ရှယ်လက်ဖိတ်တိုက်ရလိမ့်မယ်လို့ပြောပြီးသူ့အဖေကိုအလုပ်ဝိုင်းကိုလုပ်ပေးပါတော့တယ်အဲ့ဒီချိန်မှာပဲစင်းရဲနှုံချတဲ့အသက်ကြီးလူတအုပ်ကရာဦးရဲ့အဖေကိုလက်ညှိုးထိုးပြီးလက်ပန်းသမားကြီးစစ်စစ်ကနေကိုလီထမ်းတဲ့သူတယောက်ဖြစ်သွားရတာလေဆိုတဲ့အတန်းကြောင့်ရာဦးရဲ့တငယ်ချင်းကဦးလေးတီးလို့လားလို့မေးလိုက်ပြီးသူကပလင်မော်ကမစင်းနဲ့မဟာရတ်တရာကီစာရီကွငါကိုယ်တိုင်သူ့ကိုစုတစိမ့်နဲ့ရူပီ9000ပေးခဲ့ဘူးလေအခုတော့အကောင်လုံးကိုရောင်းစားပြီးဘာမှကုန်းကောက်စရာတော့မရှိတော့ဘူးလို့ပြောပြီးနေရာကနေထထွက်သွားပါတော့တယ်ညနေရောက်တဲ့အချိန်မှာတော့တနေ့တာရဲ့လောဝါကကိုတန်းစီစနစ်နဲ့ယူကြရပါတယ်ယူတဲ့အခါမှာလေအဖိုးကြီးတယောက်ကိုမတရားနှိပ်စက်တာကိုတွေ့တာကြောင့်ရာဦးတယောက်မနေနိုင်တဲ့အဆုံးဝင်ကူညီရင်းရိုက်ပွဲတွေဖြစ်ကအဲဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးအချုပ်ခန်းထဲကိုရောက်သွားကြပြီးရာဂျီဖီရာနဲ့တွေ့ပါတော့တယ်ရာဂျီဗီရာကရာဦးကိုဆာဒါရီယာနေရာတိုင်းမှာရှိကြောင်းနဲ့သူတို့ဘာလို့ရက်ဖြစ်လဲဆိုတာကိုမေးခဲ့ပါသည်မင်းတို့မျိုးရဲရောက်တာတစ်ပတ်ပဲရှိသေးတယ်အခုဒုက္ခရောက်နေကြပြီလို့ပြောပေမဲ့ရာဦးကတော့ဆရာသူတို့ကအလုပ်သမားတွေစီကနေငွေတွေကောင်းပုံဖြတ်နေကြတာအကြမ်းလဲဖတ်ကြပါတယ်လို့ပြောနေကြပေမဲ့ရာဂျီဗီရာကတော့လက်မခံပဲဒီနေရာကလူစိုးလူမိုက်တွေနဲ့ပြည့်နေတာမင်းတို့နှစ်ယောက်ကဘာလို့သူရဲကောင်းထားလို့ချင်တာလဲမင်းတို့ကိုအပြင်းထန်နာကျင်စေမှုနဲ့ဆွဲထားတာမင်းတို့နှစ်ယောက်အဲ့ဒီမှာဒုက္ခရောက်တော့မလို့အဲ့ဒီစီပင်သားရလူကြီးစာဘီကကောက်ကျစ်တဲ့သူတယောက်ပဲလို့ပြောနေတော့မှာပဲသူတို့နဲ့မွေးရတူတဲ့ဦးရေးရောက်လာပြီးရာဦးနဲ့ကန်ရာမင်းတို့နှစ်ယောက်ထဲမှာဘာလို့နေကြတာလဲဆိုပြီးအန်အော်တကြီးဖြစ်နေခဲ့ပါသည်အကြောင်းရင်းကိုမေးကြည့်တဲ့အချိန်မှာတော့စီပင်သားရလူကြီးစာဘီကဒီဈေးကွင်းထဲမှာအကြာကြီးခေါင်းပုံဖြတ်လာတာကိုသူတို့နှစ်ယောက်ကသူရဲကောင်းထားလို့ချင်တာလीနောက်ပတ်ဆိုရင်အခြားလူသမားတွေကသူ့ကိုငွေပေးဖို့ညှင်းကြတော့မယ်နှစ်ရက်တော့ချုပ်ထားရမှာပဲလာမယ့်တနေ့လာနေမှာတော့သူတို့အာမခံတော့ရနိုင်ပါသည်မချုပ်ထားပြီးရင်စာဘီရဲ့လူတွေကသူတို့ကိုစော်ဖို့စောင့်နေကြတယ်အဲဒီအချိန်မှာပဲရာဦးရဲ့အဖေနဲ့ညီမရောက်လာပြီးလှုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ရာဂျီဗီရာကတော့လုံးဝမလွတ်ပေးပဲတနေ့လာနေကိုစောင့်ဖို့ပဲပြောခဲ့ပါသည်တကယ်လို့တနေ့လာနေမှာအာမခံမရဘူးဆိုရင်လည်းငွေနဲ့ပပယူခဲ့ဖို့ပြောလိုက်ပါသည်
ငွေစရက်တန်ကိုကြားလိုက်ရတာနဲ့ဒတာတယောက်အရန်စိတ်ညစ်သွားပြီးငွေမရှိကြောင်းပြောတဲ့အချိန်မှာဦးလေးကပဲဂျားကနေနားလေတမှုနဲ့ပြန်ဖြောပြေးပြီးဒတာနဲ့သူ့ညီမကိုစကန်တွေကနေအပြင်ကိုခေါ်ထုတ်သွားပါတော့တယ်။သူ့အဖေပြန်သွားပြီးနောက်မှာတော့ရာဂျီဗီရာကမင်းတို့ကျေးဇူးကြောင့်မဟာရတ်တရာကီဆာရီနဘန်သမားကြီးငါရှိမှကူရမဲ့နေတာလေပြောင်းလဲခြင်းနဲ့ဆိုရင်မင်းမအခွင့်အရေးရှိပါလိဒီအတိုင်းဆက်သွားမယ်ဆိုရင်မင်းတို့မတည်ခင်မင်းတို့အဖေရင်တည်ရလိမ့်မယ်။တစ်ဖက်မှာတော့ထောင်ကနေဒီနေ့မှထွက်လာတဲ့နန်ရာပဲဖြစ်ပါလိသူထောင်ကျနေတာကြာပြီဖြစ်ပြီးထောင်ကျတယ်လို့နမဲသားခံထားပေမဲ့တကယ်တမ်းကျတော့ထောင်နှန်းဆန်နေသူတယောက်လို့ပြောရင်လည်းမမှားပါဘူး။အဲလိုချိန်မှာရာဦးတို့နှစ်ယောက်ရောက်သွားခဲ့ပြီးရာဦးနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေကလည်းရာဦးထောင်ထဲဝင်လာမယ့်အချိန်ကိုစောင့်နေကြပါလိအချိန်ကိုင်းဆိုသလိုထောင်မရင်နန်ရာရဲ့မျက်စိကိုဖန်ဆားနိုင်လိုက်ပြီးနန်ရာကိုယ်တိုင်ကလည်းထွက်တော့မှမလို့လူယုံနေနဲ့မွေးမြူဖို့လူရှာနေကြတာလည်းဖြစ်ပါလိရာဦးတို့ထောင်ထဲရောက်ချင်းမှာပဲစာပီရဲ့သူတွေကရာဦးကိုထုံနှက်ခဲ့ပြီးရာဦးဘက်ကနေတောင်းပန်ခဲ့ပေမဲ့ဘာမှမထူကြပဲသူ့ကိုယ်သာစက်တိုက်ရိုက်နေကြတာကြောင့်ရာဦးလည်းဒေါသဖြစ်သွားပြီးပြန်တိုက်ခိုက်ပါတော့တယ်။အဲ့လိုရန်ပွဲကိုကြည့်နေတဲ့နန်ရာကအလဲကနေဝင်ဖြန့်ပြေးပေးခဲ့ပြီးရာဦးကိုရန်ကနေကာကွယ်ပေးလိုက်ပါတော့တယ်။အဲဒီချိန်မှာပဲနန်ရာကရာဦးကိုကြိုက်သွားခဲ့ပြီးနောက်နေ့မနက်မှာတော့နန်ရာကျေးဇူးနဲ့သူတို့နှစ်ယောက်လုံးအာမခံရလာခဲ့ပါသည်။အပြင်ပြန်ထွက်လာတဲ့အခါမှာတော့စာပီရဲ့လူတွေရိုက်လိုက်လို့ရာဦးရဲ့တကယ်ချင်းကန်ရာဟာလက်တစ်ဖက်ကျိုးခဲ့ရပါသည်။ဒါကိုမချင်တဲ့ရာဦးကထောင်ကထွက်လာပြီးချင်းမှာပဲနန်ရာရဲ့အိမ်ကိုသွားပြီးစာပီရဲ့သူတွေကိုကလစားချေချင်းကြောင်းပြောခဲ့ပါသည်။စာပီဆိုတဲ့သူကပုံမှန်လူမဟုတ်ပဲနဲ့သူ့နောက်မှာတမိုင်းအများကြီးရှိပြီးအမြဲဆိုသလိုသူနဲ့တူလူတရာစင်လောက်ကိုခေါ်ထားတာမို့မလွယ်ဘူးဆိုတဲ့အကြောင်းပြောပြခဲ့ပေမယ့်ရာဦးကစိတ်ပြင်းပြနေကြတာကြောင့်စာပီတယောက်တည်းရှိနိုင်မယ့်အချိန်ကိုတော့ပြောပြပေးခဲ့ပါသည်။ဒါကြောင့်ရာဦးနဲ့ကန်ရာတွတ်တက်တဲ့စာပီရှိတဲ့နေရာကိုရောက်လာခဲ့ပါသည်။သူ့အစီအစဉ်တိုင်းအကုန်ဆင်ပြေခဲ့ပြီးသူ့အနေနဲ့စာပီကိုလက်ပြန်ချိုးပြီးကလေးသားပြန်ချေချင်စိတ်သာရှိပေမဲ့စာပီရဲ့ပြန်တိုက်ခိုက်မှုကိုကာကွယ်ရင်းစောင့်တုံးလိုက်တဲ့အချိန်မှာပဲအချိန်လုံးပြီးမှန်တဲ့ဆောင်ကတနေရာထဲမှာပဲပွဲချင်းပြီးတေဆုံးခဲ့ရပါတော့တယ်။ဘာတွေ့ကြုံမှမရှိသေးတဲ့ရာဦးအတွက်စောက်တီယာမရပဲလန့်နေခဲ့ပြီးခဏကြာမှတော့စာပီရဲ့လူတွေကရဲတိုင်လိုက်ပြီးနောက်တစ်ချိန်အနေနဲ့သူတို့နှစ်ယောက်ထောင်ထဲကိုပြန်ရောက်ခဲ့ရပါသည်။အဲဒီချိန်မှာရာဂျီဗီရာနဲ့ပြန်တိုးခဲ့ပြီးအချိုးအချောင်းစုံကိုပြောပြပေးနေMLAဝင်ကြီးနဲ့တူနန်ရာကိုတိုင်းစကန်ရှိကိုရောက်လာပါတော့တယ်။ရာဂျီဗီရာလည်းရောက်လာတဲ့အကြောင်းရင်းကိုမသိဘဲခဏကြာမှတော့နန်ရာရဲ့ရှင်းတွေက TV မှာလာနေတဲ့နောက်ဆုံးရသတင်းကိုကြည့်လိုက်ပါလို့ပြောတာကြောင့်ချက်ချင်းဖွင့်ကြည့်ခဲ့ပါသည်။သတင်းမှာတော့အမျိုးသမီးတယောက်ကအဲ့ဒီကစီပင်သားရလူကြီးကမူးနေတာသူ့ကိုညာအိပ်ပါလို့ပြောပေမဲ့သူကနားမထောင်ဘူးရုပ်ရည်ဆန်ကပ်ဖြစ်နေတော့မှသူ့မှန်မော်ဖြစ်လဲပြီးတည်သွားတာပါနောက်တစ်ယောက်ကလည်းသူမမူးအောင်ကျွန်တော်ထိန်းပေးခဲ့ပေမဲ့သူလဲကြပြီးတည်သွားတော့တာပဲအရန်ရှင်းလင်းပါလေစီပင်သားရလူကြီးကအတက်ခံရတာမဟုတ်ပါဘူးလို့သတင်းမှပြောခဲ့ပြီးအခုဆိုရင်ရာဂျီဗီရာမှာဘာသက်သေးမှမရှိတော့ပါဘူးဒါကြောင့်ရာဦးတို့တယောက်ကိုချက်ချင်းလွတ်ပေးခဲ့ပြီးထွက်လာခြင်းမှာပဲနန်ရာကမင်းတို့ကိုကူညီပေးတဲ့ MLA ကိုအခြေစုတင်ပြီးအယိုသေးပေးလိုက်ပါအောင်လို့ပြောတာကြောင့်ချက်ချင်းအယိုသေးပေးခဲ့ကြပါသည်ရာဦးရဲ့တငယ်ချင်းကဆရာကျွန်တော်တို့တက်ခဲ့ပေမဲ့ TV မှာကြဘာလို့မတူရတာလဲအဲဒီချိန်မှာနန်ရာကငါတို့သူမိမရဲ့ကောင်ကိုတနက်တေးထားလိုက်တယ်လေဒီတော့ငါတို့စိုးစိုးချင်းနဲ့တချင်းတိုင်းစိုးပေးရတာပေါ့ရှင်းရှင်းလေးပါဆိုပြီးရေးပြီးပြောနေတော့မှပဲရာဂျီဗီရာကနန်ရာကျွန်တော်လည်းခမ ्या ရဲ့ကောင်မှတနက်တေးပြီးလိုက်ရင်ခမ ्या ပါတချင်းဆိုမလဲဆိုတာသိကြမိတယ်အဲဒီချိန်မှာပဲ MLA ဝင်ကြီးကရာဂျီဗီရာကိုနောက်တစ်ခါယာဒူးအချမခံကြီးအေးစစ်စစ်နေဖို့ပြောပြီးရာဦးကိုခေါ်ကားထွက်သွားခဲ့ပါတော့တယ်ရာဦးတယောက်ကြောင်တောင်ဖြစ်နေပေမဲ့နန်ရာနောက်ကိုလိုက်သွားပါတော့တယ်နန်ရာရဲ့ရှင်းနေကြံနေခဲ့ပြီးအမှုကင်းကိုပြောင်းပြန်ပြန်လှန်ပြီးဆွဲချက်တင်မှုပြောတာကိုသဘောမကျတာကြောင့်ရာဂျီဗီရာတယောက်နန်ရာရဲ့ရှင်းတွေကိုရင်းနဲ့ပတ်လိုက်ပါတော့တယ်အမှန်တရားကမှန်နေတာကြောင့်ရာဂျီဗီရာကိုဘာမှပြန်မပြောရဲပဲနန်ရာညွှန်ကြားတဲ့အတိုင်းအမှုကင်းကိုပြောပြီးပြန်သွားခဲ့ရပါပြီနန်ရာရဲ့ရှင်းနေပြန်သွားပြီးနောက်မှာတော့ဦးဒေးကဆရာယာဒူးချခံထားရတာလားဆိုပြီးမေးတဲ့အချိန်မှာတော့ရာဂျီဗီရာကဟုတ်တယ်လွန်ခဲ့တဲ့2နှစ်တုန်းကပါကောလိပ်မှာမူရစေကိုင်းတစ်ခုရှိခဲ့တယ်ပထမကလေးတယောက်ကိုဆေးဆွဲအောင်လုပ်တယ်ပြီးတော့မရင်းကျင်တယ်မျက်နှာပေါ်အက်ဆစ်လောင်းချပြီးတော့ကောလိပ်အပြင်ဘက်ပို့ထားတယ်ငါလုံးဝသိမခံနိုင်တာကြောင့်ဥပဒေအဖြစ်ရောက်အောင်ထိဆုံးမပေးလိုက်တာပေါ့သူတို့ကိုင်းသားတယောက်ကိုမှချမ်းသာမပေးခဲ့ဘူးအဲဒါကြောင့်ပဲလူသားအခွင့်အရေးဆိုတဲ့ပုံကိုယ်တွေကအစိုးရိမ်လွန်ပြပြီး MLA ရဲ့ညွှန်ကြားချက်နဲ့ငါ့ကို2နှစ်ယာဒူးချခဲ့တယ်ဒါပေမဲ့ရာဇဝမှုကမပြောက်သွားခဲ့ဘူးငါတို့မရက်တက်နိုင်ခဲ့ဘူးနောက်လူစိုးတစ်ကောင်ကဂူရှန်ရဲ့နေရာကိုဝင်ယူတယ်သူ့နောက်မှာ MLA ရဲ့အထောက်ပံ့ရှိတယ်အဲလိုနဲ့သူကနန်ရာပိုင်ဖြစ်လာတာပဲအခုတော့ရာဦးကနန်ရာပိုင်ရဲ့နေရာကိုယူလိုက်မယ်ငါတို့လှုပ်ချင်အောင်မှဘာမှလုပ်လို့မရတော့ဘူးငါတို့လက်တွေကိုချီနှောင်ထားတယ်ငါတို့ကဒီလိုနိုင်ငံရေးသမားတွေလှုပ်ဖို့ကုန်ကျန်းတွေပဲထောက်ပံ့ပေးနေတာဆိုပြီးစိတ်ပြက်အားလျော်ပြီးသူတပည့်ဖြစ်သူဦးလေးကိုပြပြနေခဲ့ပါတယ်တစ်ဖက်မှာတော့လူတက်ခဲ့ပေမဲ့မတက်ခဲ့သလိုလွတ်မြောက်လာခဲ့တဲ့ရာဦးကသူ့ဖေရှိယာစီကိုလာခဲ့ပါပြီရာဦးသူ့ဖေစီကိုချက်ချင်းသွားလိုက်ပြီးအဖေအလုပ်သမားမလုပ်နဲ့တော့ကျွန်တော်နဲ့အတူလိုက်နေပါလို့ပြောလိုက်ပေမဲ့ဒါတာကမင်းငါကြောဘော်ကအလေးကိုဖယ်ပေးနိုင်ရင်ဖယ်ပေးနိုင်လိမ့်မယ်ဒါပေမဲ့ငါရင်ပတ်တဲ့ကအလေးကိုတော့မင်းမဖယ်ပေးနိုင်ဘူးအခုဆိုရင်မင်းလူတယောက်ကိုတက်လိုက်ပြီလို့စကားဆုံးချင်းမှာပဲရာဦးကကျွန်တော်အပြစ်မရှိဘူးလို့ TV မှာရောစကမ်းမှာရောတက်တေထွက်ခဲ့ပြီးအဖေကိုအပင်မခံရအောင်ထားပါမယ်ကျွန်တော်လည်းလိုက်ခဲ့ပါလို့ပြောနေပေမဲ့ဒါတာကတော့ရာဇဝတ်သားမှန်သမျှဟာအုပ်ကူထဲမှာပဲအဆုံးသတ်ရတယ်ဆိုပြီးယုံကြည်ထားတာကြောင့်သူသားကိုဒီလိုရှုပ်ထွေးလုံးတဲ့လောကကြီးတွေကိုမဝင်စေခြင်းခဲ့ပါဘူး
ဒါကြောင့်သူသာသူ့ရဲ့ဝန်ထုတ်ကိုထမ်းယူရတဲ့အထိအရွယ်မရောက်သေးကြောင်းပြောပြီးသူလှုပ်ရှားရှိတဲ့အလုပ်ကိုပဲဆက်လုပ်နေခဲ့ပါသည်။ရာဦးကတော့စိတ်ညစ်သွားပြီးတိုင်ပေါ်မှာလက်ထောက်ရင်းပါပဲ။ဖခင်တယောက်ကသူ့သမီးကိုရိုက်နေတာကိုတွေ့လိုက်ပါသည်။ဒါကြောင့်ချက်ချင်းဆိုသလိုအကြောင်းရင်းကိုမေးခဲ့ပြီးဖြေရှင်းပေးပါတော့တယ်။အကြောင်းရင်းကတော့သူတို့ရဲ့ပြဿနာကတော့လယ်သမားတွေစီကနေခေါင်းပုံဖြတ်နေတဲ့ကိုယ်စားလှယ်တွေပဲဖြစ်ပါသည်။ကိုရိုင်းစိုက်ပြိုပြီးရွာကနေမြို့ထိကိုလာရောက်လာတော့မှသူတို့မှအမျက်ဆိုလို့ရူပီ1500ပဲကျန်ပါသည်။ဒါကြောင့်နေစဉ်ရမြကိုချန်တွေတီနန်ကိုပဲစားရတာဖြစ်လို့ခလေးကလည်းထမင်းမစားချင်ဘူးလို့ညင်နာကြောင်ရိုက်မိကြောင်ကိုရာဦးတီးခဲ့ရပါပြီ။ဒါကြောင့်ချက်ချင်းပဲရာဦးကပိုတောင်းမှုပြောပြီးအနောက်ကနေစောင့်ကြည့်နေခဲ့ပါသည်။လယ်သမားလည်းရာဦးကိုအာကိုစိတ်ကြောင့်ရဲရဲတင်းတင်းနဲ့ကားတစ်စီးကိုရူပီ8000မလောက်ကြောင်းပြောပြီးထပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ကိုယ်စားလှယ်ကတော့ရူပီ900သာထပ်ပေးပြီးနှင်ထုတ်ခဲ့ပါသည်။အဲဒီချိန်မှာပဲရာဦးကကားတစ်စီးကိုရူပီ12000နဲ့ဝယ်မယ်ဆိုတဲ့အတန်ထွက်လာခဲ့ပါသည်။အားလုံးရဲ့အာယုံဆိုင်မှုကရာဦးစီကိုမျောလင်းချက်မျက်လုံးတွေနဲ့ရောက်လာကြပြီးကိုယ်စားလှယ်ကလည်းငါဒီစီထဲမှာအတီးရွက်ဝယ်လာတာ12နှစ်ရှိပြီဘသူမှကားတစ်စီးကို12000ပေးမှုကြဘူးမင်းတို့လူတွေကခဏတာရေပေါ်စီတွေပဲမေးမေးရိုးကိုချုပ်ပြီးမဲလေကြောင်းနဲ့ထိုးထွက်လိုက်မယ်ဆိုပြီးချိန်ချောက်လိုက်တာကြောင့်ရာဦးချက်ချင်းဆိုသလိုပါးရိုက်လိုက်ပြီးအဲ့ဒီတစ်ချက်မှာတင်မှောက်ရက်လဲသွားခဲ့ပါသည်ဒါကြောင့်ရံမွဲဖြစ်သွားခဲ့ပြီးရာဦးကတော့ခေါင်းကိုပဲတည်ပြီးရိုက်နှက်နေခဲ့ပါသည်ရာဦးကိုမနိုင်တဲ့အဆုံးမှတောင်းပန်ခဲ့ပါရယ်ဒါကြောင့်ရာဦးလည်းနောက်တစ်ခါမင်းကိုဒီစီထဲမှာတွေ့မင်းရဲ့ခြေထောက်ကိုချိုးပြီးနောက်တစ်ခါလမ်းလျှောက်လို့မရအောင်လုပ်ပေးမယ်ဆိုပြီးလူအများကြားထဲမှာနှင်ထုတ်ခဲ့ပါသည်အဲနောက်မှာတော့ရာဦးတယောက်ကားတစ်စီးကို12000နဲ့ပေးဝယ်ခဲ့တာကြောင့်လက်သမားအားလုံးလည်းပျော်သွားကြပြီးရာဦးကိုဖျားတဆူလို့တတ်မှတ်ကြပါရယ်တချက်ကုန်တစ်ချက်ပြဲဆိုတဲ့အတိုင်းပဲရာဦးတယောက်လက်သမားတွေကိုကူညီပေးခဲ့တာကိုကြည့်ပြီးမန်နာကလည်းအထင်ကြီးပြီးမေတ္တာသက်ဝင်စိတ်လေးခံစားလာရပါပြီဘသူတွေဘလောက်သဘောကျကြသူ့ဖေကတော့သူ့ကိုသဘောမကျပဲခေါင်းကိုသာခါပြနေခဲ့ပါသည်ရာဦးလည်းဘာမှမပြောဘဲထားလိုက်ပြီးမန်နာစီကရှယ်လက်ဖက်ရည်ကိုမာခဲ့ပါရယ်အခုချိန်မှာတော့မန်နာကလက်ဖက်ရည်ကိုသူ့ကိုယ်တိုင်မီးပြပြီးမှရာဦးကိုပေးခဲ့ပါသည်သူတို့နှစ်ယောက်အကြည့်ဆိုင်ပြီးကြည်နူးနေတာကိုတော့မန်နာကိုတစ်ဖက်တက်ကြိုက်နေတဲ့စရင်ငိုင်ကမကျေနပ်ခဲ့ပါဘူးညဘက်ရောက်တဲ့အခါမှာတော့နန်ရာပိုင်ကသူ့လုပ်ခဲ့တဲ့အလုပ်ကိုချီကျူးပေးနေခဲ့ပါသည်ဘာလို့ဆိုရင်ကားတစ်စီးကိုပြန်ရောက်ရင်ရူပီ3200ရပြီးအမြတ်အနေနဲ့2ဆကျော်3ဆနီးပါးမြတ်တာကြောင့်ရာဦးကိုအုံနောက်ကောင်းနေဆိုပြီးသဘောကျနေခဲ့ပါသည်ခဏကြာမှတော့နန်ရာပိုင်စီကိုဒါရာနဲ့ပီတရာဆိုတဲ့သူတွေလာတွေ့ခဲ့ကြပါသည်နန်ရာပိုင်ကတော့သူတို့ကိုရာဦးလောက်သဘောမကျပါဘူးမဖြစ်တာလို့သာလက်ခံနေရတာမို့လို့မျက်နှာလည်းမကောင်းခဲ့ပါဘူးဒါရာနဲ့ပီတရာတို့ဝင်လာခဲ့ပြီးနန်ရာနားထိုင်နေတဲ့ရာဦးကိုတွေ့တော့ရာဦးကအယိုသေးပေးပြီးနှုတ်ဆက်ခဲ့ပေမဲ့ဒါရာကတော့အရေးမလုပ်ခဲ့ပါဘူးအဲ့ဒါပြင်ရာဦးကိုသူတို့ကကျွန်တော်တို့စီကနေ secret တွေအရက်တွေယူလေးရှိတယ်လို့နန်ရာပိုင်ကိုရီနောက်ပြောဆိုနေခဲ့ပြီးနန်ရာပိုင်ကပြန်ပြောလာခဲ့ပါသည်အခုတော့မင်းတို့ထင်တဲ့ကောင်းလေးမျိုးမဟုတ်တော့ဘူးသူတို့ကစီပင်သားရလူကြီးကိုတတ်ခဲ့ကြတာလို့ပြောလိုက်တဲ့တစ်ချိန်တည်းမှာပဲဒါရာနဲ့ပီတရာတို့ရဲ့မျက်နှာကြောက်လန့်သွားပြီးသွေးမရှိဖြစ်သွားကြပါတော့တယ်ဒီလိုကိစ္စကိုတည်တည်ပြီးချင်းမှာပဲရာဦးကိုပြန်ရောကြပေမဲ့ရာဦးကတော့တစ်ခါတည်းပို့ပြီးမျက်နှာသာမပေးတော့ပါဘူးနန်ရာပိုင်လည်းသူတို့နှစ်ယောက်ကိုသဘောမကျတာကြောင့်လာရင်ကြောင်းရင်းကိုချက်ချင်းပေးလိုက်တဲ့အချိန်မှာတော့နန်ရာပိုင်ကျွန်တော်ဧက90လောက်ကိုတွေ့ထားတယ်အဲ့ဒီမြေကွက်တွေအားလုံးကတရားရုံးကဖျက်သိမ်းမှုလုပ်နေတဲ့မြေကွက်တွေအဲဒါကြောင့်ကျွန်တော်တို့နှစ်ဖက်လုံးအဆင်ပြေအောင်တဝက်စီခွဲယူပြီးလုပ်ပေးဖို့တောင်းဆိုခြင်းလို့ပါနန်ရာပိုင်စကားဆုံးတာနဲ့နန်ရာပိုင်ရဲ့ရှေ့နေကဒီလိုပိုင်ဆိုင်မှုမျိုးပဲတရားရုံးကိုဖယ်ပေးဖို့အရင်ကရှောက်ဘူးတယ်ပိုင်ရှင်က26ယောက်ရှိတယ်နောက်တစ်ချက်ကအဲ့ဒီမြေကဘိုးဘပိုင်မြေဖြစ်တာကြောင့်ငါတို့အားလုံးတိုင်ပတ်ကုန်လိမ့်မယ်လို့ပြောလိုက်တာကြောင့်နန်ရာပိုင်ကဒီလိုဆိုရင်တော့မဖြစ်နိုင်ဘူးမလုပ်ပေးနိုင်ဘူးလို့ညင်းနေတဲ့အချိန်မှာပဲရာဦးကကျွန်တော်စူးစမ်းကြည့်ရင်ဒီကိစ္စကမရရင်တော့မှအဆုံးရှုံးစရာမှမရှိတာဒါကြောင့်ကျွန်တော်စူးစမ်းပြရစီလို့ပြောလာတာကြောင့်နန်ရာပိုင်လည်းခွင့်ပြုပေးလိုက်ပါသည်နန်ရာပိုင်သဘောတူပြီးတဲ့အချိန်မှာတော့ရာဦးက50ဆိုရင်တော့အဆင်မပြေဘူးကျွန်တော်ရလာတဲ့ရှယ်ယာကိုမယူဘူးပြောချင်တဲ့သဘောကခမ ्या က90ယူသူတို့ကို10ပေးလို့ပြောလိုက်တော့တရားကနေဒီကိစ္စကိုသူတို့ဘက်ကယူလာပေးတာဆိုပြီးစောတကတက်လာခဲ့ပါသည်ရာဦးကလည်းသူ့ကိုနှိပ်ထားတဲ့ကောင်တွေဖြစ်တာကြောင့်တမင်တကာဈေးနေပြီးနောက်ဆုံးမှာတော့တရားတို့ကို15%သာပေးဖို့သဘောတူခဲ့ပါသည်ဒရာနဲ့ပီတရာတို့ကလည်းနန်ရာပိုင်ရှိမှကြောင့်သာဘာမှမပြောဘဲနေခဲ့ကြပေမဲ့ရာဦးကိုတော့အညိုထားထားပါတော့တယ်ရာဦးလည်းသူ့နောက်မှာနန်ရာပိုင်နဲ့ MLA တို့နှစ်ယောက်လုံးရှိနေတာကြောင့်ဘာကူမှမကြောက်နေတော့ပဲရှင်နေစီကနေလိုအပ်တဲ့စာရွက်စာတမ်းတွေကိုအစင်းနဲ့လှုပ်ထားဖို့ပြောလိုက်ပါရယ်နောက်နေ့မနက်မှာတော့သူတို့ရွာကိုသူကိုယ်တိုင်ဆင်းပြီးဘိုးဘပိုင်မြေဖြစ်တဲ့ပိုင်ရှင်26ဦးစီကလက်မှတ်တောင်းခံခဲ့ပါရယ်ပေးတဲ့ပတ်စံကိုပေးပြီးလက်မှတ်ထိုးခိုင်းခဲ့ပေမဲ့သူတို့အားလုံးကသူတို့ရဲ့ဆရာခွင့်မပြုမချင်းမထိုးပေးဘူးဆိုပြီးအပြိုင်ရင်းနေခဲ့ပါသည်ဒါကြောင့်ရာဦးလည်းသူတို့ရဲ့ဆရာဆိုတာဘယ်သူလဲလို့မေးလိုက်တဲ့အချိန်မှာပဲသူ့ကိုကြောင်းထုတ်ခဲ့တဲ့ကျောင်းဆရာပဲဖြစ်ပါသည်ဒါကြောင့်သူ့ဆရာကိုခေါ်ခိုင်းခဲ့နေတော့မှပဲချက်ချင်းဆိုသလိုရောက်လာခဲ့ပါသည်သူဆရာနန်ရာပိုင်ရဲ့ရှင်းနေစီကိုအရင်သွားပြီးလုံးဝမထိုးပေးနေကြတယ်သူတည်နောက်ဒီမြေကိုမပေးနိုင်ဘူးလို့ပြောနေတော့မှပဲရာဦးကခမ ्या တည်သွားရင်ဒီမြေကခမ ्या မြေဟုတ်မဟုတ်ဘသူကသိမှလဲဆိုပြီးအပြန်လန်စကားပြောနေတော့မှပဲသူဆရာကမဲရဲ့ပုံစံအစ်စ်ကိုငငယ်ငယ်တွေကတီးလို့မင်းကိုကြောင်းထုတ်ပြခဲ့တာလို့ပြောရင်မှပဲသူ့ကိုပါရိုက်ပြလိုက်ပါရယ်ဒါကြောင့်ရာဦးရဲ့တငယ်ချင်းကလာကူမယ်လုပ်ခဲ့ပေမဲ့လည်းရာဦးကလက်နဲ့တားခဲ့ပါသည်ဒါပေမဲ့ရာဦးစိတ်တို့သွားတယ်ဆိုတာကတော့တေချာနေပါပြီအဲ့ဒါပြင်မင်းကလက်သမားရဲ့သားဖြစ်တာတောင်စိတ်တက်ရုံညံ့လုံးနဲ့လို့ပြောပြီးထပ်ရိုက်ခဲ့ပါသည်အဲ့တော့မှတော့ရာဦးကိုလက်မှတ်မထိုးပေးနိုင်ဘူးဆိုပြီးဒေါသတကြီးနဲ့ရင်ဘက်ကိုစောင်းထုတ်ပြီးသတွေးနဲ့ထွေးလိုက်ပါရယ်
အခုဆိုရင်တော့ရာဦးရဲ့တီးခံစိတ်ကအတိုင်းတက်လုံးဖြစ်နေခဲ့ပါပြီ။ဒါကြောင့်ခါကြတွေကတနက်ကိုထုတ်ပြီးချက်ချင်းပြစ်တက်လိုက်ပါရယ်။ဆရာကြီးရဲ့တာယောဇနီရောနှစ်ယောက်လုံးကဒီအဖြစ်အပျက်ကိုတွေ့လိုက်ရပြီးဝမ်းနဲ့မဆုံးဖြစ်နေကြပါပြီ။အဲဒီနောက်မှာတော့လက်ဝေရာယူတင်တာယူပြီးရာဦးရဲ့အမှုကိုပုံမှုလူတယောက်ကိုအစားထိုးပြီးရာကြီးဗီယာစီမှာတွားပို့ပေးပါရယ်။လူတယောက်ရဲ့သွေးမြင်ကိုကြည့်တာနဲ့လူသားရဲတဲ့တတိရှိမရှိဆိုတာတန်းသိတာမလို့ရာကြီးဗီယာကတော့ရည်နေခဲ့ပါပြီ။ဒီတရားခံဘလောက်ပဲတန်တရားဖြစ်စရာကောင်းနေပါသည်ရာကြီးဗီယာအနေနဲ့ဘာမှထွန်းတက်ပြီးပြောလို့မရခဲ့ပါဘူး။ဘာလို့ဆိုရင်သူကိုယ်တိုင်က MLA ကိုမလွန်ဆန်နိုင်လို့ပဲဖြစ်ပါသည်။အဲဒီချိန်ကစလို့ရာဦးရဲ့အမားတိုင်းကိုစောင့်ကြည့်ပြီးပြန်တိုက်ခိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါရယ်။ရာဦးအိမ်ကိုပြန်ရောက်တဲ့အခါမှာလေသူ့ကိုစာတင်ခဲ့မှုတဲ့ဆရာကိုတက်ခဲ့လို့အပြစ်တင်ပြောဆိုခဲ့ပါသည်။အဲဒီနောက်မှာတော့သူ့ကိုအိမ်ကနေနှင်ထုတ်ခဲ့ပြီးသူ့ညီမစီကပါမြောက်ွယ်ပြူခြင်းခံခဲ့ရပါရယ်။နောက်နေ့မှာတော့နန္ဒာပိုင်တယောက်နိုင်ငံရေးသမားတယောက်ရဲ့အိမ်ကိုလာခဲ့ပြီးသူ့လူဖြစ်တဲ့ပရီယာကိုရွေးကောက်ပွဲမှာနာမည်ရအောင်လုပ်ပေးဖို့ပြောခဲ့ပါသည်။ဟန်ဘီကလည်းပရီယာကအမှုနှစ်ခုဆွဲခံထားရတယ်မဖြစ်နိုင်ဘူးလို့ပြောလိုက်ပေမဲ့နန္ဒာပိုင်ကတော့ဟန်ဘီကိုမင်းကိုယ်တိုင်အောင်ကောင်းတဲ့မှတ်တမ်းမရှိဘူးလို့ပြောပြီးတစ်ချိန်သူနဲ့ထိုက်တွေ့ရင်မင်းရဲ့ယာတို့ပြုတ်ပြီးဆိုပြီးချိန်ချလိုက်တာကြောင့်ပပနဲ့နဲ့ပဲရီမောပြီးနန္ဒာပိုင်စိတ်တိုင်းကြသဘောတူပေးခဲ့ပါသည်။အဲဒီနောက်မှာတော့ဟန်ဘီရဲ့ပခုံးကိုပုတ်ပြီးချက်ချင်းပြန်သွားခဲ့ပါပြီ။ရာဦးဘက်မှလည်းလက်ပိတ်ဆိုင်ကကောင်မလေးနဲ့ချွေကျွမ်းဝင်နေကြပါပြီ။မန္နာကရာဦးရှင်တကယ်ရှင်းစရာကိုတက်လိုက်တာလားလို့မေးနေပေမဲ့ရာဦးကတော့သူများတွေပြောတာကိုမယုံဖို့နဲ့ TV မှာပေါ်လာတဲ့သတင်းကိုပဲအမှန်တွေးဖို့ပြောနေခဲ့ပါသည်။အဲဒီနောက်မှာတော့မန္နာကသူ့အဖေအကြောင်းပြောပြလာပါရယ်။သူ့အဖေကအမြဲအယံမှုနေတက်ပေမဲ့သူ့ကိုချစ်ကြောင်းသူ့ဘဝရဲ့ကိစ္စအလုံးကိုသူ့အဖေပဲဆုံးဖြတ်တဲ့အကြောင်းပြောပြီးသူ့သမီးကိုရာဇဝတ်သားနဲ့ဘယ်တော့မှလက်ထပ်ခိုင်းမှာမဟုတ်ဘူးလို့လည်းပြောပြခဲ့ပါသေးတယ်။ရာဦးတယောက်စဉ်းစားသွားခဲ့ပေမဲ့မန္နာရဲ့စကားကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူး။ခဏကြာမှတော့နန္ဒာပိုင်ရာဦးရှိတဲ့ဈေးစီကိုကိုယ်တိုင်ရောက်လာခဲ့ပါသည်။ဒါကြောင့်နန္ဒာပိုင်ကိုထွက်နှုတ်ဆက်ခဲ့ပြီးစကားပြောနေခဲ့ပါသည်။အဲဒီချိန်မှာပဲမန္နာကလည်းပြင်ထွက်လာတာကြောင့်နန္ဒာပိုင်ရဲ့အချီတွေကမန္နာစီကိုချက်ချင်းရောက်သွားခဲ့ပါသည်။ဒါကြောင့်ချက်ချင်းပဲရာဦးကိုအဲ့ဒီကောင်မလေးကိုငါလည်းကြိုက်တယ်ကွာငါကိုလည်းမျှပါအောင်လို့ပြောတာကြောင့်ရာဦးကလည်းကျွန်တော်တို့ကအတီးပါနန္ဒာပိုင်လို့ပြောနေတော့မှပဲနန္ဒာပိုင်ကငါတို့ကညီကိုတွေပဲအတူတူပြောလို့ရပါတယ်လို့ထပ်ပြောလာတာကြောင့်ရာဦးလည်းနည်းနည်းဒေါသထွက်သွားပြီးရုပ်တီနေကျွန်တော်တို့ကတကယ်ချစ်ကြတာနန္ဒာပိုင်အတီးတွဲတာလို့ကျွန်တော်ပြောနေတယ်လေနန္ဒာပိုင်လို့ပြောလိုက်တာကြောင့်နန္ဒာပိုင်လည်းအချိန်နဲ့ရိုက်ခဲတည်ပြီးစကားလမ်းကြောင်းလွှဲလိုက်ပါရယ်သူရာဦးစီရောက်လာတဲ့ရွယ်ချက်ကရာဦးကိုချီးကျူးပြီးကိုပိုင်စီးနိုင်ဖို့ကားတစ်စီးလာချီးမြှင့်တာဖြစ်ပြီးအဲဒီကားနဲ့ပဲဒီညချင်းမမဲ့သူ့ရဲ့မွေးနေ့ကလာဖိတ်တာဖြစ်ပါသည်ရာဦးလည်းသဘောတူလိုက်ပြီးနန္ဒာပိုင်တယောက်ပျော်ပျော်ရွှင်ရွှင်ပြန်ခဲ့ပါရယ်နန္ဒာပိုင်ပြန်သွားပြီးတဲ့နောက်မှာတော့သူ့အဖေတတာကနာကြည့်တဲ့အကြည့်တွေနဲ့အခုတော့သူကမင်းရဲ့အကိုဖြစ်သွားပြီပေါ့လို့မေးလိုက်ပြီးရာဦးကလည်းကိုမိသားစုကထားခဲ့တော့တသိန်းကမိသားစုဖြစ်သွားတော့တာပဲလို့ပြန်ပြောနေတော့မှပဲအယံမူပြီးထိုင်နေတဲ့မန္နာရဲ့အဖေကသူ့ကိုဒီနာခဏလာထိုင်အောင်ဆိုပြီးပြောလိုက်ပါရယ်ရာဦးလည်းသူ့အဖေနဲ့စကားထပ်မပြောချင်တော့တာကြောင့်မန္နာရဲ့အဖေဘေးမှာဝင်ထိုင်လိုက်ပါရယ်ငါမင်းကိုအဲ့ဒီကောင်အကြောင်းပြောပြမယ်ရှင်းတွေကမင်းအဖေရဲ့မြေကိုညီတီးညစ်ပတ်နေတဲ့ဈေးနေပြီးဝယ်ခဲ့တာဘလို့ဝယ်လဲသိလားဒါတွေအားလုံးကနန္ဒာပိုင်ကြောင့်ပဲအဲ့ဒီကောင်ကမင်းညီမရဲ့ခေါင်းပေါက်ကိုတနက်တင်ပြီးတော့လှုပ်တာပြီးတော့စာရွက်ပေါ်မှာလက်ပွေနှိပ်ခိုင်းတာတကယ်လို့လက်ပွေမနှိပ်ပေးရင်ပထမဆုံးမင်းညီမကိုမရင်းချင်မယ်ပြီးရင်တက်ပြမှာမင်းအဖေမှာရွေးချယ်စရာမရှိခဲ့ဘူးဒါကြောင့်သူလက်ပွေနှိပ်ခဲ့ရတယ်အဲ့လိုယုံညံ့တဲ့နန္ဒာကအခုတော့မင်းရဲ့အကိုဖြစ်သွားပြီပေါ့အခုမင်းရွေးချယ်မှုရဲ့အကျိုးဆက်တွေကိုမင်းရင်ဆိုင်လိုက်တော့လို့ပြောပြီးဘေးမှာရှိတဲ့အရက်ပလင်းကိုကောက်ယူပြီးတကြိုင်မော်ချလိုက်ပါသည်ရာဦးတယောက်ဒီလိုအကြောင်းရင်းမှန်ကိုမသိပဲသူ့အဖေကိုပဲတစ်ချိန်လုံးအပြစ်တင်ခဲ့မိတာကိုယူယုံမရပူလောင်သွားတာကြောင့်မန္နာဖေစီကအရက်ပလင်းကိုလူယူပြီးချက်ချင်းမော်ချလိုက်ပါရယ်အဲ့ဒါပြင်ဆက်လက်ကိုလည်းယူပြီးရှူရှိုက်လိုက်ပါရယ်ဒီလိုအရက်ဒေတာနဲ့ဆက်လက်သုံးသွဲခြင်းဟာရာဦးရဲ့ပထမဆုံးနေ့တစ်နေ့ဖြစ်လာခဲ့ပါရယ်ခဏကြာမှတော့နန္ဒာကိုမချေမနှက်ဖြစ်နေတဲ့ MLA ကရာဦးစီကိုတိုက်ရိုက်ဆက်သွဲကြပါရယ်နန္ဒာပိုင်ရဲ့မွေးနေ့ပွဲဟာသူ့ရဲ့နောက်ဆုံးရက်ဖြစ်ခဲ့မယ်ဆိုတာတော့သူကိုယ်တိုင်သူမသိခဲ့ပါဘူးညဘက်ရောက်တော့ရာဦးတယောက်မွေးနေ့ပွဲကိုတွားခဲ့တယ်လို့ရာကြီးဗီရာလည်းရောက်နေခဲ့ပါသည်သူရဲ့အဖြစ်အပျက်ကိုအမြဲဆောင်ကြည့်နေခဲ့ပြီးမျက်စိတမိတ်အတွင်းမှာပဲရာဦးတို့အကိုလို့ခံယူထားတဲ့နန္ဒာပိုင်ကိုသူ့လက်နဲ့ကိုယ်တိုင်တက်ခဲ့ပါရယ်နန္ဒာပိုင်ရဲ့မိသားစုဝင်အားလုံးယူကျုံမရဖြစ်ခဲ့ကြပြီးနန္ဒာပိုင်နာကလူတွေအားလုံးဟာလည်းတန်းတော်ဖြစ်ခဲ့ရပါသည် MLA နဲ့ပေါင်းကျင်တာမို့လို့ဘာကုမှကြောက်မနေတော့ပဲနန္ဒာပိုင်ရဲ့ရှေ့နေကိုပဲအမှုလိုက်ဖို့ပြောခဲ့ပါရယ်ဒီလိုချိန်ကိုစောင့်နေတဲ့ရာကြီးဗီရာကရာဦးကိုကြည့်ပြီးပြန်ထွက်သွားတဲ့အချိန်မှာဒီလိုဘာမှမပြောဘဲထွက်သွားတာအရှက်မရဘူးလားရာကြီးဗီရာလို့ပြောလိုက်တာကြောင့်ရာကြီးဗီရာကလည်းငါအခုမင်းကိုပြစ်လိုက်ရင်လို့စကားမဆုံးခင်မှာပဲရာဦးကကျွန်တော်ဆရာရဲ့ယူနီဖောင်းကိုလေးစားလို့ဘာမှမလုပ်တာပါလို့ပြောလိုက်တာကြောင့်ရာကြီးဗီရာကချက်ချင်းဆိုသလိုယူနီဖောင်းကိုချွတ်လိုက်ပြီးရာဦးနဲ့အာချင်းပြိုင်ပါရယ်ရာဦးမသိခဲ့တာကတော့ရာကြီးဗီရာကိုယ်တိုင်ကအထင်သေးလို့မရတဲ့ဟင်ဂီစာရီတူဖြစ်နေတယ်ဆိုတာပါပဲနောက်ဆုံးမှာတော့ရာဦးကိုယ်တိုင်မသိလိုက်ခင်မှာပဲရာဦးရဲ့လက်ကောက်ဝစ်ကိုချီထားလိုက်ပါရယ်ဒါကြောင့်ပဲရာကြီးဗီရာခေါ်ရာစကန်ကိုပါသွားရပါရယ်ဒီလိုနဲ့ပဲရာဦးထောင်ထဲမှာထိန်ထိန်ခံထားရပြီးအပြင်မှာတော့ MLA ကသူ့အလုပ်သူလုပ်နေခဲ့ပါတယ် MLA ရဲ့ထွက်ဆိုကြမှာတော့အာရီပါဒီမှာလူရောက်200ကျော်ရှိတယ်ရာဦးတက်လိုက်တယ်ဆိုတာဘယ်သူမှမပြောကြဘူးနန္ဒာဘက်ကမတော်တဆဖြစ်ပြီးတေဆုံးခဲ့တာပါဆိုတဲ့ဖြေရှင်းချက်တွေနဲ့လာအနေငယ်ကြပြီးတဲ့အချိန်မှာတော့ထွက်လာခင်းရခဲ့ပါပြီ
သူထွက်လာပြီးချင်းမှာပဲနာရာပိုင်ရှင်းတွေကဒီအမှုကိုတရားရုံးကပယ်ချလိုက်တယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲနောက်မှာတော့သူ့ကိုဒရာနဲ့ပီထရာကလာတွေ့ခဲ့ပါတော့တယ်။ဒါပေမဲ့ရာဦးကတော့မတွေ့ပဲထွက်သွားခဲ့ပါတော့တယ်။တပတ်မှလည်းဦးလေးကရာဦးအာမခံတယ်လို့သွားကြောင်းရာဂျီဗီရာကိုပြောပြလိုက်ပါတယ်။ရာဂျီဗီရာကလည်းအချင်းပြတ်နေတဲ့ MLA တို့ရှိနေတွေ့မကြပဲပြန်လို့မယ်ဆိုတာသိနေခဲ့ပါတယ်။ရာဂျီဗီရာရဲ့အစီအစဉ်ကတော့အုံနောက်တုံးပြီးရာဦးကိုစောင့်ကြည့်ဖို့ကတော့ဇွဲမလျှော့ပဲကြိုးစားဖို့ဦးလေးကိုပြန်ပြောခဲ့ပါတော့တယ်။ရာဦးကတော့ထောင်ကထွက်လာပြီးချင်းမှာပဲနန်ရာပိုင်ရဲ့နေရာကိုဝင်ယူခဲ့ပါတော့တယ်။ညဘက်ရောက်တဲ့အခါမှာတော့ဒရာနဲ့ပီထရာတို့ရောက်လာပြီးသူတို့ရစရာကြံနေတဲ့15ရာခိုင်နှုန်းကိုလာတောင်းတာဖြစ်ပြီးရာဦးကတော့ငကုံတွေကအမြင်မကြည့်တာကြောင့်မပေးဘဲနန်ရာမှုမှာအများကြီးကုန်သွားလို့မပေးနိုင်တဲ့အကြောင်းပြောခဲ့ပါရယ်။အဲနောက်မှာတော့ဒရာကအရန်ပြောလွန်တာကြောင့်ရူပီ6သိန်းကိုသာပေးခဲ့ပါတယ်။တကယ်ပေးရမယ့်တန်ဖိုးငွေကတော့9ဘီလီယံပဲဖြစ်ပါတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်လုံးဒေါသတကြီးဖြစ်ပြီးပြန်သွားခဲ့ပါရယ်။ခဏကြာမှတော့သူ့ချစ်သူမန္နာတယောက်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်တယောက်ကိုတယောက်အချီဆိုင်ပြီးလက်ထပ်ခွင့်တောင်းကရာဦးပေါ်ပြေးဝယုံကြည်တာကြောင့်မန္နာတယောက်သူ့ရဲ့ဘဝကိုပေးခဲ့ပါရယ်။အရာရာကိုပေါ်စီကနေနေလို့ရနေပေမဲ့ရာဦးဖို့ရာဂျီဗီရာဆိုတာသူ့အတွက်ဘာမှဟုတ်မနေတော့ပါဘူး။ဒါကြောင့်ရာဂျီဗီရာစီကိုတွားပြီးငြိမ်ငြိမ်နေဖို့ပြောခဲ့ပြီးရင်တီးတဲ့စကားသုံးလုံးတွေပြောခဲ့ပါတယ်။အဲ့ဒါပြီးမနက်ပြန်ဆိုရင်ရာဦးတယောက် MLA နေရာယူဖို့ပြောပြလိုက်ပြီးရာဂျီဗီရာကတော့မင်းတို့လိုလူမိုက်တွေယာလူမရခင်အသက်မရှင်တော့မှတော့ဆိုရင်ငါစီမှာယာလူမရခင်မြေကြီးထဲရောက်သွားတဲ့သူတွေရဲ့စရင်ရှိတယ်လို့ပြောခဲ့ပေမဲ့ရာဦးကတော့လေကြီးပြီးကျွန်တော်ကတော့မတူဘူးနော်ဆရာတနေ့ကျရင်မဟာတရရဲ့စီယံဖြစ်လာအောင်ပါနောက်ပြီးတနေ့ကျရင်ခမကျွန်တော်ကိုအလေးပြုရလိမ့်မယ်လို့ပြောပြီးပြန်ထွက်သွားပါတော့တယ်။ဒရာနဲ့ပါထရီကလည်းသူတို့ပိုင်နဲ့မြေးဆိုပြီးမြေထဲကိုဝင်ပြီးအရက်တောင်းနေကြပါတယ်။အဲဒီချိန်မှာတော့ရာဦးရဲ့ရှင်တွေကသူတို့ပိုင်တာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောကနှင်ထုတ်ခဲ့ပါတော့တယ်။ဒါကြောင့်ပဲဒရာရန်စိတ်ဆိုးသွားပြီးရှင်တွေကိုချက်ချင်းပြစ်တက်လိုက်ပါတော့တယ်။အခုဆိုရင်တော့သူတို့နှစ်ယောက်လုံးရာဦးကိုညှို့ထားနေကြပါပြီ။ရာဦးလည်းလှုပ်ရှားရှိတာတွေလုပ်ပြီးအိမ်ပြန်လာတဲ့အချိန်မှာကောင်လေးတယောက်ကသူ့ကိုချန်ရှိမှမနက်ထဲကစောင့်နေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ရာဦးလည်းကိုချင်းစာပြီးအထဲကိုဘေးဝင်ခိုင်းခဲ့ပါတယ်။ကောင်လေးနာမည်ကစစ်ဟာဖြစ်ပြီးရာဦးနဲ့အလုပ်တူတူလုပ်ချင်ကြောင်းပြောခဲ့ပါတယ်။စစ်ဟာရဲ့အဖေကလွန်ခဲ့တဲ့2နှစ်ခန့်ကကွယ်လွန်သွားပြီးသူ့အမေကလည်းသူ့အဖေဆုံးပြီး3လကြာမှကိုတက်သေးသွားခဲ့ပါတယ်။အလုံးမရှိတော့ခိုးစားပြီးနေကထိန်းသိမ်းရေးစခန်းမှာ2နှစ်နေရသူဖြစ်ပြီးထောင်ထဲမှာရာဦးကသူ့အတွက်ဆမ်းများတယောက်ဖြစ်ခဲ့တဲ့အကြောင်းပြောပါရယ်။ဒါပေမဲ့ရာဦးတယောက်ပတ်စံပေးပြီးကုန်ရင်ထက်လာပြောဖို့သာပြောပြီးပြန်လွတ်ခဲ့ပါတယ်။ညဘက်ရောက်တဲ့အချိန်မှာတော့ငယ်ဘွားကသူ့အဖေနဲ့သူ့ညီမရဲ့ပျော်ရွှင်စရာမှန်ညံလေးတွေကိုပြန်တွေ့ပြီးသူ့အဖေကိုတတိယနေခဲ့ပါတယ်။အဲဒါကြောင့်ပဲကောင်လေးကိုချက်ချင်းဆိုသူတို့ပြန်ခေါ်ပြီးသူနဲ့အတူတူနေဖို့ခွင့်ပြုပေးလိုက်ပါရယ်။ဒါကြောင့်ကောင်လေးကိုသူပြောထောင်ဖို့ဆုံးဖြတ်လိုက်ပြီးမနက်ဖြန်ကစားလို့ကောင်လေးကိုကြောင်းထားပေးပြီးအကောင်းဆုံးပညာရေးကိုပေးဖို့ဆုံးဖြတ်ကသူ့အဖေကိုဘယ်တော့မှတတိမရပဲနေပါလို့ကတိတောင်းခဲ့ပါရယ်။ဆေးရနဲ့စကားပြောပြီးခဏကြာမှပဲဒရာနဲ့ပီထရာကသူတို့နယ်မြေကိုယူပြီးသူ့ရှင်းတွေကိုတက်ခဲ့ကြောင်းလာပြောပါရယ်။ဒါကြောင့်ရာဦးတယောက်သူတို့နှစ်ယောက်ကိုရှင်းဖို့ဆုံးဖြတ်လိုက်ပါရယ်။အဲနောက်မှာတော့ ID ဘန်းချန်ကနေလာတိုင်း20မီလီယံပေးဖို့အထက်ကိုချိန်ချောက်ခဲ့ပါရယ်။ဒီသတင်းကရာဂျီဗီရာစီကိုရောက်သွားပြီးရာဂျီဗီရာကိုယ်တိုင်လည်းပညာသားပပနဲ့လှုပ်ရှားရတော့မယ်ဆိုတာကိုနားလည်လိုက်ပါရယ်။ဒါကြောင့်နောက်နေ့မှာပဲရာဦးရဲ့လူနှစ်ယောက်ကိုဒရာနဲ့ပီထရာကတတ်တယ်ဆိုပြီးသူတို့ချင်းချင်းရန်တိုက်ပေးပါရယ်။တပတ်ကလည်းရာဦးရဲ့လူတွေကသူတို့လူကိုတတ်တယ်ဆိုပြီးအပြန်အလှန်သတင်းပေးလိုက်ပါရယ်။ဒါကြောင့်သူတို့လူမိုက်ကိုင်းတစ်ခုလုံးအချင်းချင်းရန်တွေဖြစ်ကလူတက်ပေါင်းများစွာလဲဆုံရှုံရပါရယ်။ဒီလိုဖြစ်ပျက်အားလုံးရဲ့ကြိုးကန်သူကတော့ရာဂျီဗီရာပဲဖြစ်ပြီးသူ့ကြံစီကလည်းတဖြည်းဖြည်းချင်းအောင်မြင်လာခဲ့ပါပြီ။ရာဂျီဗီရာကိုယ်တိုင်ဝင်ဖြည့်ရှင်းရတဲ့အိမ်မှာရာဦးရဲ့ညီမဟာအိမ်ပေါ်ဖြစ်လုံနေရပါတယ်။ဒါကြောင့်ပဲရာဂျီဗီရာကဘလောက်ပဲဆင်းရဲချိုးတက်နေပါသည်တမန်လမ်းကိုရှောက်တဲ့မင်းဖေနဲ့မင်းကိုကိုယူတယ်။မင်းတခုခုလိုရင်အာမနာပဲပြောပါလို့ပြောခဲ့ပါတယ်။သူညီမကလည်းသူ့ကိုယ်နဲ့ပတ်သက်ပြီးဘာမှမပြောနိုင်တာကြောင့်ငွေုံကလွဲဘာမှမတတ်နိုင်တော့ပါဘူး။ရာဦးကတော့စစ်ဟာနဲ့ရင်းနေနေပြီးခဏကြာတော့ဒရာရဲ့နေရာအမှန်ကိုသိရပြီးဆိုပြီးချက်ချင်းလိုက်သွားခဲ့ပါတော့တယ်။ဒရာကိုသွားရှာရင်းနဲ့ဒရာရဲ့လူအများကြီးကိုတပ်ပြေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒရာကိုပါဆုံးသက်ပေးဖို့ကြိုးစားခဲ့ပေမဲ့ကတိလေးလွတ်သွားခဲ့ပါတော့တယ်။နောက်နေ့ရောက်တဲ့အခါမှာတော့ဦးရေးရဲ့သားဟာလူမိုက်တွေနဲ့ပေါင်းပြီးဓမြတိုက်တာဝင်ပါခဲ့တယ်ဆိုတဲ့အကြောင်းကိုဦးရေးစီတီးသွားပါတော့တယ်။သူ့သားကလည်းသူ့တငယ်ချင်းတွေမို့လို့သူတို့သွားတဲ့နေရာလိုက်သွားခဲ့တာလို့ပြောတာကြောင့်ဦးရေးတယောက်သူ့သားကိုဆုံးမခဲ့ပါတော့တယ်။အဲဒါကိုတွေ့တော့ရာဂျီဗီရာကပီထရာကိုခေါ်ခိုင်းလိုက်တဲ့အချိန်ရဲတယောက်ကဖုန်းဆက်ပြီးပြောခဲ့ပါတယ်။ဦးရေးရဲ့သားကတော့ဒီ24နာရီအတွင်းအကုန်လုံးကိုထိုင်ပြီးစောင့်ကြည့်နေဖို့ပဲမှားထားပါတော့တယ်။အဲဒီချိန်ခဏလေးအတွင်းမှာပဲပီထရာရောက်လာပြီးတော့ရာဂျီဗီရာကိုအကူအညီတောင်းပါတော့တယ်။ရာဂျီဗီရာကလည်းမင်းပြလိုက်တဲ့သူကပြည်ထောင်ရေးဝန်ကြီးရဲ့အမျိုးဖြစ်နေတာကြောင့်လို့ပြောတဲ့အချိန်မှာပီထရာတယောက်အကြောက်လွန်ပြီးရာဂျီဗီရာနဲ့ဦးလေးကိုဒူးထောက်တောင်းပန်ခဲ့ပါတယ်။ဦးလေးရဲ့အဖေကလည်းပီထရာကိုပါရိုက်ပြီးနောက်မှာတော့အကြောက်လွန်ပြီးဘောင်းမီတဲကတေးထွက်ခဲ့ပါတော့တယ်။ဒီပုံစံကိုပြလိုက်တဲ့အချိန်မှာဦးလေးရဲ့သားလည်းအခုဆိုရင်တော့အမြင်မှန်ကိုရသွားခဲ့ပါပြီ။တစ်ဖက်မှာလည်းရာဦးစီတစ်ခုပြီးတစ်ခုပြဿနာတွေပေါ်လာခဲ့ပါပြီ။သူညီလေးဆရာတယောက်အကြောင်းမှမရှိပဲပျောက်သွားတာကြောင့်အလန်တကြားဖြစ်ပြီးလိုက်ရှာခဲ့ပါတော့တယ်။ပီထရာကလည်းရာဦးကိုအမိရိုက်ချဖို့ကြံနေတာကြောင့်ဆရာကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီချိန်မှာတော့ရာဂျီဗီရာနဲ့တိုးပြီးရာဂျီဗီရာရဲ့ပြောဆိုမှုကြောင့်ချက်ချင်းပြန်နှင်ထုတ်ခဲ့ပါတယ်။ဒါကြောင့်ဆရာလည်းအန်ဒရယ်ကင်းကင်းနဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီ။
စစ်ဟာပြောက်သွားတဲ့အကြောင်းရင်းကတော့ဒီနေ့ကရာဦးရဲ့မွေးနေ့ဖြစ်ပြီးရာဦးအတွက်ကိတ်မုတ်ဝင်နေလို့ပဲဖြစ်ပါတယ်စစ်ဟာအိမ်ပြန်ရောက်မှရာဦးရဲ့ရင်ထဲကအလုံးကြီးကျသွားပြီးခဏကြာမှတော့ရာဂျီဗီရာရောက်လာပြီးခလေးကိုစောင်းရှောက်ဖို့ပြောရင်းစကားချီတင်ပြောခဲ့ပါသေးတယ်မင်းဘက်လောက်ပဲဧက300မကလို့ဧက6000တိပိုင်ဆိုင်ခဲ့ရင်နောက်ဆုံးမင်းလိုအပ်တာဆိုလို့6ပေ3ပေပတ်လည်မြေချင်းတစ်ခုပဲလို့ပြောပြီးထွက်သွားခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ရာဦးနဲ့ MLA ကိုထိတ်တိုက်ရန်တွေ့ပေးပါတော့တယ် MLA ကလည်းသူ့ရတူထိခိုက်လာမှဆိုတော့ကြောင့်ရာဦးကိုတက်ပေးဖို့အတွက်တန်း90ပေးပြီးတက်ခိုင်းခဲ့ပါတယ်အောင်မြင်သွားတဲ့အခါမှာအပိုတန်း20တက်ပေးမယ်ဆိုပြီးပီတရာနဲ့အပေးယူလုပ်ခဲ့ပါတော့ပီတရာကလည်းငကိုတွေကရာဦးကိုမကျေနပ်တာကြောင့်တစ်ချက်ကုန်နှစ်ချက်ပြတ်ဖြစ်တာကြောင့်တေချေနက်နက်ကြီးသဘောတူခဲ့ပါတယ်အဲ့ဒီတဲ့ကိုရာဂျီဗီရာကရာဦးကိုပြောခိုင်းခဲ့ပါတယ်ရှင်တွေကမင်းကိုတက်ဖို့ပီတရာကိုတန်း80မလုံးပေးထားတာမို့ဂယုတဆိုင်နေဖို့လှမ်းပြောခဲ့ပါတယ်ဒီလိုအချင်းချင်းရန်တိုက်ပေးလိုက်တာလူမိုက်တွေအတွက်ဖြည့်ရှင်းရေးအမှန်ဆုံးဖြစ်ပြီးရှင်တွေနဲ့စပြီးရာဦးနဲ့ဆုံးမဲ့အမှုမျိုးမို့သဘောကျနေခဲ့ပါတယ်ဒါကြောင့်နောက်နေ့မှာပဲရှင်းနေစီသွားပြီးသူ့ရဲ့ငယ်ဘွားတုန်းကပြီးခဲ့တဲ့ကတိကိုအပြီးတက်ဖို့လုပ်ပါတော့တယ်သူ့ကိုအရင်ကပြောခဲ့တဲ့အတိုင်းနွားနောက်မှာချီပြီးပင်ပင်ပန်းပန်းနဲ့တည်တည်မဲဆိုတဲ့အတိုင်းအခုဆိုရင်တော့သူ့ရဲ့ကတိကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ပါပြီအဲဒီနောက်မှာတော့ရှင်းလေးကိုတက်ပြီးသူ့အဖေရဲ့မြေကိုပြန်ယူခဲ့ပါတော့တယ်သူ့အဖေရဲ့မြေကိုပြန်ရပြီးချင်းမှာပဲဝါသာအားရနဲ့သူ့ဖေစီကိုပုံဆက်ပြောခဲ့ပေမဲ့သူ့အဖေကတော့ဒီလိုနည်းနဲ့ပြန်ရလာတဲ့မြေကိုမလိုချင်ဘူးလို့သာအပြတ်တက်ပြောခဲ့ပါတော့တယ်အဲဒီနောက်မှာတော့တတိယလုံးလို့သူ့ဖေစီကိုတွားခဲ့ပါသည်အဖေမရှိရင်ဘာမှမပြေစုံဘူးဒါနဲ့ပြန်လိုက်ခဲ့ပါလို့ပြောနေပေမဲ့သူ့အဖေကတော့မင်းမဒီလိုအမားတွေကိုပြင်ဖို့အခွင့်အရေးရှိခဲ့တာတော့မှမင်းမပြင်မဲရှိသက်ခဲ့တာမင်းစီကလူတက်ထားတဲ့အနံ့တွေကအကိုရီမပြောက်သေးဘူးရဲစီမှာအပန်းခံလိုက်ပါမင်းရဲ့အပြစ်ကြွေးတွေကျွေးသွားတဲ့တနေ့ငါတို့အိမ်ကနေမင်းကိုဝမ်းမြောက်ဝမ်းသာလက်ခံပေးမယ်လို့ပြောတာကြောင့်ရာဦးလည်းသူ့အဖေကိုဆွန့်လွတ်မယ်လို့ကတိပေးလိုက်ပါသည်နောက်ဆုံးတစ်ခါအနေနဲ့သူ့ကိုပြုံးပြဖို့တောင်းဆိုပြီးသူ့ထီးကျန်လုံးတဲ့အကြောင်းပြောခဲ့ပေမဲ့သူ့အဖေကတော့သူ့ကိုမပြုံးပြခဲ့ပါဘူးဒါကြောင့်မဲစိတ်ညစ်ညစ်နဲ့ပြန်သွားပြီးသူ့ရဲ့စိတ်ထောက်ပေါက်ဖြစ်တဲ့သူ့ချစ်သူမန္နာစီကိုတွားခဲ့ပါသည်သူ့ချစ်သူမန္နာကလည်းသူ့ကိုဆက်မပေါင်းနိုင်ပဲရာဦးရဲ့ကိုဝင်ကိုဆက်ထိန်ထားနိုင်မှုအတွက်ဈေးတဲကစည်ရီတယောက်နဲ့ယူဖို့ဆုံးဖြတ်တာပြီးမနေ့ပြန်မင်္ဂလာပွဲဖြစ်တာမို့မျက်နှာပြောင်တိုက်ပြီးဖိတ်ခဲ့ပါရတယ်ရာဦးလည်းစိတ်ရမ်းညစ်သွားပြီးမနေ့ပြန်ဒီအသက်ရှင်နေသေးရင်တူလာခဲ့မယ်လို့ပြောလိုက်ကပြန်ထွက်သွားခဲ့ပါရတယ်အခုဆိုရင်တော့ရာဦးတယောက်သူ့ရဲ့မကောင်းမှုတွေအားလုံးကိုစတင်ကြုံတွေ့နေရပါပြီအဲနောက်မှာတော့ MLA ဘက်ကလည်းရာဂျီဗီရာစီကိုပုံဆက်ပြီးပွဲထိုင်ကြည့်နေဖို့သာပြောခဲ့ပါသည်ဘာလို့ဆိုရာဦးရဲ့ဂိုင်းတစ်ဂိုင်းလုံးကိုသူရှင်းမယ်လို့ပြောခဲ့ပါရတယ်ရာဦးတယောက်လည်းသူ့ရဲ့နှလုံးသားရောသူ့မိသားစုရောအားလုံးပျောက်ဆုံးသွားတာကြောင့်ဈေးထဲကိုစစ်မှန်နေလာပြီးရောက်တဲ့ရရစကားပြောနေခဲ့ပါသည်တပတ်မှလည်းရာဦးကိုဖိတ်ထားတဲ့ပွဲတော်တစ်ခုရှိပြီးရာဦးကိုယ်တိုင်ကတော့စိတ်အခြေအနေမကောင်းတာကြောင့်မသွားဖြစ်ခဲ့ပါဘူးဒါပေမဲ့သူ့တငယ်ချင်းနဲ့သူ့လူတွေအကုန်လုံးပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပါသည်ရာဦးသာရှိနေခဲ့ရင်ထိုပွဲကရာဦးရဲ့ဂိုင်းတစ်ဂိုင်းလုံးကိုဖြိုခွဲတဲ့နေ့တစ်နေ့ဖြစ်လာခဲ့မှာအမှန်ပါပဲဘတ်ထရီတို့ကလည်းရာဦးကိုတပ်ဖို့စောင့်နေကြပြီးအခွင့်အရေးနဲ့ရာဦးရဲ့လူအားလုံးကိုတပ်ပစ်ခဲ့ကြပါပြီဒီသတင်းကိုကြားတော့ရာဦးတယောက်အရန်ကိုစိတ်ညစ်သွားပြီးသူ့တငယ်ချင်းကိုနောက်ဆုံးအနေနဲ့တကြိုပေးခြင်းနဲ့ဆိုတဲ့အကြောင်းကိုရာဂျီဗီရာကိုပြောပါရတယ်ရာဂျီဗီရာကလည်းအခုချိန်မင်းသွားရင်မင်းမနေ့ပြန်ထီတောင်အသက်ရှင်မှာမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့ရာဦးကတော့ကံကိုပုံချပြီးသွားဖို့သာတောင်းဆိုခဲ့ပါသည်သူ့ရဲ့နောက်ဆုံးလုပ်ငန်းတွေလုပ်ပြီးသွားရင်တော့သူ့ပြည့်ကျွေးတွေဆက်မယ်ဆိုတဲ့အကြောင်းကိုလည်းကတိပေးလိုက်ပါပြီဒီလိုနဲ့ပဲသူ့တငယ်ချင်းရဲ့ဇာပနာပွဲကိုကျင်းပပေးပြီးနောက်မဆုံးခင်မှာပဲသူ့အနောက်ကနေသူ့ကိုတတ်ချင်တဲ့လူတစ်စုလုံးကလိုက်လာကြပါရတယ်ရာဦးလည်းအပြည့်ကျွေးတွေကိုဆက်ပြီးသူ့ဖေနဲ့နေချင်းသေးတာမို့လို့လုံးဝအလျှော့မပေးဘဲသူ့ဖေရှိရာသေးကိုဦးတည်ပြီးပြေးပါရတယ်ဘတ်ထရီတို့အဖွဲ့ကလည်းတနက်တရရနဲ့လိုက်လာကြတာမို့သူ့ဖေတတာကိုရိုင်းရာဂျီဗီရာကိုဖုန်းဆက်ပြီးအကူအညီတောင်းခဲ့ပါရတယ်ရာဂျီဗီရာရဲ့ကျေးဇူးနဲ့ရာဦးကိုကယ်နိုင်လိုက်ပါရတယ်ရာဦးလည်းမသေးတာကြောင့်ရာဂျီဗီရာကိုကျေးဇူးတင်ခဲ့ပါသည်အဲနောက်မှာတော့အဖမ်းခံမဲဆိုပြီးမတ်တရလိုက်တဲ့အချိန်မှာပဲသူရမ်းချရပါတယ်ဆိုတဲ့ဆေးဟာကသူ့ကိုတနက်နဲ့ပြစ်တက်လိုက်ပါရတယ်ရာဦးလည်းအရန်လန့်သွားပြီးနောက်ဆုံးစကားတစ်ခုအနေနဲ့ဘာလို့လောက်တာလဲညီလေးလို့မေးခဲ့တဲ့အချိန်မှာဆေးဟာကအခုကျွန်တော်အဖေကိုတတ်ခဲ့တယ်ကျွန်တော်အမေတည်ပြီးနောက်ခမားကိုလူမြင်ကွင်းမှာတတ်မယ်လို့ကျင်းခဲ့တယ်ကျုပ်ကခမားကိုယ်တိုင်တတ်ခဲ့တဲ့ကျောင်းဆရာရဲ့သားပဲမှတ်မိသွားပြီလားလို့ပြောပြီးနောက်တစ်ချက်ပြစ်လိုက်ပါရတယ်ရာဦးကလည်းပြုံးပြပြီးမင်းမှန်ပါတယ်ငါညီရလို့ပြောလိုက်ပြီးသူ့အဖေကိုခွင့်လွှတ်ဖို့တောင်းဆိုရင်အဲ့ဒီနေရာမှာတင်အသက်ထွက်သွားခဲ့ပါပြီအခုဆိုရင်တော့ရာဂျီဗီရာယုံကြည်ခဲ့တယ်ဘယ်လူမိုက်မဆိုအဆုံးတတ်မလားပဲမြုပ်နှံစရာ6ပေ3ပေပတ်လက်သားရှိတယ်ဆိုတာကိုပို့ပြီးအတည်ပြုမိသွားပါပြီရာဦးရဲ့ဇာပနာကိုမန္တာနဲ့သူ့ရဲ့ခင်မမအတူတူလာခဲ့ကြပြီးရာဦးရဲ့ဖေကတော့နောက်ဆုံးမှသူ့သားကိုရည်ပြခဲ့ပါရတယ်မိဘတွေကတော့သားသမီးကိုအမြဲခွင့်လွှတ်ပြီးသားမို့အခုချိန်မှာလေရာဦးကိုအပြေအဝခွင့်ပြုပြီးတမလုံးမှာပျော်ရွှင်နိုင်မှုခွင့်လွှတ်ပေးခဲ့ပါသည်ဘလောက်ပဲကြီးကျယ်ခဏပြီးအာနာရီနဲ့ပြည်စုံနေပါသည်တစ်ချိန်ချိန်မှာတော့လူတိုင်းရှောက်ကြပြီးမခေါ်ပဲရောက်လာကြတဲ့အရာကတော့ဒေချင်းတရားပဲဖြစ်ပါသည်ဇလန်လေးကိုစုံလီကြည့်ရှုပေးလို့ကျေးဇူးတူတင်ရှိပါရခင်ဗျာတာယာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ